Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ည Europa League ညပေါ့နော်ဂျာရီနေ့ညနေကျွန်တော်ပြန်လဲပြီးကျွန်တော်ပြစ်တိုင်းလေး tip ကနေပြန်လဲဂျူဆိုလိုက်ပါတယ်ဒီနေ့ညရောဘယ်ပွဲစဉ်လေးပေးသွားမလဲမနေ့ညတော့ကျွန်တော်ဗီဒီယိုလေးရိုက်တင်ဖို့အချိန်မရှိလိုက်တဲ့အတွက်ကျွန်တော် post လေးတော့တင်ပေးခဲ့တယ်ကျွန်တော်ရဲ့ကိုချင်းဆိုတဲ့ကျွန်တော် agent account လေးမှာတင်ပေးခဲ့တယ်ပေါ့နော်တကယ်လို့ကျွန်တော်ဗီဒီယိုမတင်ပြရင် post တွေကိုကျွန်တော်ပြစ်တိုင်းလေး tip ရဲ့ page မှာလည်းတင်ပေးထားသလိုကျွန်တော်ရဲ့ကိုချင်းကျွန်တော်ဒီ iBet agent account မှာလည်းကျွန်တော်အမြဲတမ်းတင်ပေးနေပါတယ်များသောအားဖြင့်ကျွန်တော်ကိုချင်းအကောင့်မှာအမြဲတမ်းနေ့စဉ်မပြတ်ကျွန်တော်တင်ပေးပါတယ်များသောအားဖြင့်ကျွန်တော်တောက်ကြနဲ့တနင်္လာသို့မဟုတ်တနင်္လာနေ့တစ်ရက်လောက်ပဲနားတယ်ပေါ့နော်ကျန်တဲ့ရက်တွေမှာကျွန်တော်အကောင့်ပုံစုံရွေးချယ်မှုတွေပြုလုပ်ပေးနေပါတယ်ခင်ဗျာကျွန်တော်ဒီ၄လပိုင်းမှာတော့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကတော့အခုချိန်ထိမှန်ကန်နေသေးပေါ့နော်မှန်ကန်နေသေးဆက်လက်အမြင့်ပြန်နေစေလို့ပြောရမယ်ပေါ့နော်။ဘာပဲပြောဒီကနေအကျိုးမြတ်ရှိတာလေးတွေကိုတစ်ဖက်တစ်လမ်းနဲ့အလူကျွန်တော်ငလင်ဘေးတဲ့ပြည်သူတွေအတွက်အလူတန်းလေးလုပ်ပေးနိုင်လို့ကျွန်တော်အတိုင်းသိဝမ်းသာမိပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီနေ့ညရောကျွန်တော်ဘယ်ပွဲစဉ်လေးရှိလဲဆိုတော့ Europa League ရှိမယ် Conference League ရှိမယ်။ပွဲစဉ်တွေကတဖြည်းဖြည်းနောက်တစ်ဆင့်နေတက်လာဆိုတော့ပွဲစဉ်တွေကတဖြည်းဖြည်းနည်းလာပြီအဲ့ထဲမှာကျွန်တော်တို့အနိုင်ပေးကြမဲ့ပွဲလေးတွေကိုကျွန်တော်ရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ညဘာပွဲစဉ်လေးရှိလဲဆိုကျွန်တော်တို့ဆင်လာမပြတ်သခင်ပွဲရှိတယ်ညီမလေးတို့ Conference League မှာဆိုရင်ညီမလေးတို့ပွဲရှိတယ်ဟုတ်နော်တစ်ဖက်ကျွန်တော် Premier League အသင်းမှာဆိုလဲစပါနဲ့ Frankfurt ရှိမယ် Lyon နဲ့ Manchester United ရှိမယ် Ranger နဲ့ Athletic Bilbao ရှိမယ်ဗျာဒီထဲမှာကျွန်တော်အနိုင်သေးကြစီမဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးထုတ်ထားတယ်အဲ့ပွဲစဉ်တွေကတော့ကျွန်တော် Lyon နဲ့ Manchester United ရဲ့ပွဲစဉ်လေးလူကစိတ်ဝင်စားတဲ့ပွဲလေးလူက10ယောက်မှာ9ယောက်10ယောက်လောက်ထိုးမဲ့ပွဲစဉ်လေးဆိုလဲမမောင်းဘူးเนาะအဲ့အတွက်ကြောင့်အကျိုးဖြစ်ထွန်းစေမဲ့ပွဲစဉ်လေးဖြစ်အောင်ကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားပါတယ်ကျွန်တော်တို့ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်ရကျွန်တော်တို့ Lyon ဆိုလဲသူ့နောက်ဆုံးဒီ2025မှာကန်ထားတဲ့ပွဲစဉ်တွေဆိုလုံးဝเนาะကိုပြက်ခြေပြက်တင်နေပဲနိုင်တယ်၄ဂိုး၃ဂိုး၂ဂိုးအနည်းဆုံးအောက်ထက်တပွဲကို2ဂိုးလုံးနဲ့တွင်းထားတဲ့တိုက်စစ်ကကျွန်တော် Manchester United နဲ့တွေ့တဲ့အချိန်မှာဂိုးပေါင်း100 2နှုတ်100 3ပေါင်း90ဆိုရင်ကျွန်တော်တို့နည်းနည်းတော့မဖြစ်သင့်ဘူးဗျာဒါပေမဲ့ Europa League ပွဲစဉ်တွေမှာအများတန်းတည်းမှာဘယ်လိုပြောမလဲတခြားနိုင်ငံမတူတဲ့အသင်းတွေနဲ့ကန်ရတော့ဘယ်လိုပြောမလဲမဖြစ်တင်လားဖြစ်တင်လားဆိုတာနည်းနည်းစဉ်းစားသုံးသပ်လို့ရတယ်ပေါ့နော်။ဘာပြောကျွန်တော် Manchester United မှာကြည့်ရင်လည်းကျွန်တော်နောက်ဆုံးကန်ခဲ့တဲ့ပွဲတွေမှာအနေထားရကျွန်တော်တို့ဘယ်လိုပြောမလဲဘယ်လိုပြောမလဲ၄ဂိုးသွင်းတာလည်းရှိတယ်၃ဂိုးသွင်းတာလည်းရှိတယ်ဒါပေမဲ့အတင်းကြီးရင်လည်းတွေ့ရင်တော့ကျွန်တော်တို့ကလုံးဝperformance အကောင်းဆုံးပေါ့နော် Arsenal နဲ့တွေ့ရင်လည်း 1-1 ကျွန်တော်နောက်ဆုံးတွေ့ရတဲ့ Man City နဲ့တွေ့ရင်လည်း 0-0 Nottingham Forest ကောင်းပါတယ်ဆိုတော့ Nottingham Forest နဲ့တွေ့တော့လည်း 1-0 နဲ့ပဲရှုံးတယ် Leicester 0-3 နဲ့နိုင်တယ် Sociedad ကို 4-1 နဲ့နိုင်တယ်ပေါ့နော်ကျွန်တော် Europa League မှာလုံးဝရှုံးပွဲမရှိသေးတဲ့ကျွန်တော်သခင်ဒီနေ့ညရောဘယ်လိုရလဒ်တွေယူဆောင်သွားမလဲဆိုတာကျွန်တော်တို့ဒီနေ့ညတနာရီခွဲမှာပေါ့နော်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကြီးသဘောတရားရဆိုရင်တော့ဒီနေ့ညပေးထားတဲ့ Manchester United ကို Lyon ကပေးထားတာပေါ့နော် Lyon အိမ်ကွင်းဆိုတော့ Lyon ကပလေးပေးထားတယ် level 20ပေးထားတယ်3ပေါင်း90ပေါ့နော်2နှုတ်100ဖြစ်လိုက်3ပေါင်း90ဖြစ်နေပါတယ်အဲ့အတွက်ကြောင့်ဘာပြောကျွန်တော်အကြိုက်ဆုံးပွဲစဉ်တွေကိုရွေးချယ်ပေးပါဆိုတော့ကျွန်တော်တို့ဒီနေ့ည Man U ကိုထပ်အောက်ပါလိမ့်မယ်ခင်ဗျာMan U ကိုထပ်အောက်ပါလိမ့်မယ် Man U တိုက်စစ်မှာကျွန်တော်အားထားရတဲ့တိုက်စစ်မျိုးလောက်ရမရှိဘူးကျွန်တော်ကွင်းလယ်မှာကျွန်တော် Bruno Fernandes တယောက်ကိုပဲတည်ရမှာဂိုးသွင်းခြေစွမ်းကိုအားကိုးနေရတယ်ကျွန်တော် Manchester United ကဒီ Lyon ကွင်းမှာသွားပြီးမှဂိုးသွင်းနိုင်ပါမလားသွင်းနိုင်လဲတကူပဲဗျာSociedad တုံးကပွဲလို့ဗျာဘလို့ကိုယ့်ရဲ့ခြေပြတ်တော့တွင်းလိုက်မယ်လို့ကျွန်တော်စိတ်တယ်မထင်နေဘူးလိုင်ယိုကလည်းကျွန်တော်တို့ရဲ့ကွင်းလေကစားသမားတွေမာတစ်တို့ဘာလို့ရှိတယ်ဗျာတကယ်ဘယ်လိုပြောမလဲအရင်တစ်ခေတ်တစ်ခါကောင်းခဲ့တဲ့ကစားသမားတွေလည်းစုဖွဲ့ထားတဲ့အသင်းဆိုပြီးပြောရင်လည်းမမဟုတ်အာဆင်နယ်မှာဆော့ထားတဲ့လာကဇက်တို့ဘာလို့လဲရှိတယ်ဗျာတကယ်ကောင်းတဲ့အသင်းမှာပြောမယ်ဆိုရင်တော့သူတို့ squad ကတကယ်တောင့်တင်းတဲ့squad လို့ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဟိုပြောမလဲဒီနေ့ညထိန်းပြီးကစားမယ်လို့ထင်တယ်နှစ်ဖက်လုံးအမားဆောင်ပြီးကစားမယ်လို့ထင်တယ်ဗျအဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ညရွေးချယ်ပေးတဲ့ပြစ်တိုင်းဒီတစ်ပြက်ပွဲစဉ်လေးရတော့ကျွန်တော် Man U go out ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီညနေမှာတခုမြတ်တာရခံရကြပါတယ်လောင်းကစားဆိုတာကိုပိုင်ငွေချင်းနဲ့ဆော့ရတာဖြစ်တဲ့အတွက်
ကျွန်တော်နဲ့ထပ်တူကြရင်တော့ like ကစားပါခင်ဗျာထပ်တူမကြရင်တော့ဘက်ကန်နိုင်ပါလေခင်ဗျာအားလုံးမြန်မာပြည်သူပြည်သားအားလုံး9ရက်သားမိအားလုံးကျွန်တော်တတဝါအားလုံးကျမ်းမာချမ်းသာပြီးပျော်ရွှင်ချမ်းမြေ့တာယာအေးချမ်းတဲ့ညချမ်းလေးပိုင်ဆိုင်နိုင်ပါကြပါစေလို့ကျွန်တော်ဒီညနေမှာဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးgood luck ပါခင်ဗျာအားလုံးလောင်းတိုင်းပေါင်းနိုင်ကြပါစေအားလုံးပျော်ရွှင်ချမ်းမြေ့တာယာအေးချမ်းတဲ့ညချမ်းလေးထက်စစ်ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ထက်ဆင့်ပြီးမှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ